ဇလန်အဆောင်မှာတော့ကျွန်တော်တို့ရဲ့ဇလိုက်ကျော်လက်ချမီတယောက်ချေရတဲ့ဇနီးတဲ့ဂါသရီနဲ့အတူမင်္ဂလာဆောင်ပြီးကစားအချိန်ပေါ့ဒီအခန်းလေးကတကယ်ကိုကြည်နူးစရာကောင်းတဲ့မင်္ဂလာကိုအခိုက်အတန့်လေးတကူပါလက်ချမီကသူ့ရဲ့ဇနီးတဲ့ပေါ်ဘလောက်တောင်ချစ်တယ်လဲဆိုရင်မင်းလျှောက်လန်းမဲ့လမ်းတွေကငတ်လန်းတွေဖြစ်တယ်လို့ငါရဲ့အိမ်ကလည်းမင်းရဲ့အိမ်ပဲဆိုပြီးတော့ဂတိကဝတ်တွေပေးနေပါတယ်ဒါဒီမကသေးပါဘူးသူရဲ့ပျော်ရွှင်မှုတွေအကုန်လုံးကိုဇနီးတဲ့ကိုပေးခြင်းပြီးတော့ဇနီးတဲ့ရဲ့ဝန်ထမ်းပူဆွေးမှုမှန်သမျှကိုသူကိုယ်တိုင်ပဲခံယူခြင်းတယ်လို့ရင်ဖွင့်နေပါတယ်စကလုံးတွေကအယံကိုချုံမြိန်လွန်းလာပါတယ်မင်းရဲ့လှပတဲ့မျက်နှာလေးကအစမင်းရဲ့လှပတဲ့နှလုံးသားနောက်ဆုံးမင်းသုံးသမျှမိသားကားတွေအစုံငါပဲတာဝန်ယူပေးပါမယ်ဆိုပြီးတော့ချစ်စွဲကြီးစဲရင်ဂူးဆိုင်ပြနေပါတယ်လက်ချမီအတွက်တော့သူ့ရဲ့အိမ်မက်တွေသူ့ရဲ့ပျော်ရွှင်မှုတွေနဲ့သူနေထိုင်တဲ့လိပ်စာတွေကအစဒီနေ့ကစပြီးသူ့ဇနီးတဲ့အတွက်ပဲဖြစ်သွားပါပြီဂါဒရီကလည်းသူ့မရဲ့နဖူးအထက်မှာလက်ချမီအတွက်ရည်စူးထားတဲ့စန္ဒကူးနီကိုဂုံယူစွာနဲ့ဆင်မြင်ထားသလိုသူမဝတ်ဆင်ထားတဲ့နဂက်လေးတွေကထွက်ပေါ်လာတဲ့အတန်လေးတွေအထိလက်ချမီကိုပျော်ရွှင်စေဖို့ရည်ညွှန်းထားတာပါသူတို့နှစ်ယောက်ရဲ့ဘဝတွေကတကယ်ကိုပန်းကင်းသောလမ်းအတိုင်းစတင်လို့နေခဲ့ပါတယ်။လက်ချမီရဲ့အချစ်တွေကတကယ်ကိုအံ့ဩစရာပါ။မင်းအမားလေးတွေလောက်ရင်တော့မြစ်ထဲမှာနင်းမြုပ်လိုက်ပါ။ငါကတော့မင်းရဲ့စပင်မှာပန်ထားတဲ့ပန်းလေးတွေကိုငါအင်ကြီးပေါ်မှာထာဝရသိမ်းဆဲထားမှာပါတဲ့။သူတောင်းဆိုတာကလည်းတခါတလေသူ့အကြိုက်ဆုံးအချို့ပွဲလေးတွေလုပ်ပေးဖို့ပါပဲ။ဆောင်းတွင်းမှာတရက်ဒီဇိုင်းလေးစားခြင်းနဲ့ပဲပြပြောမိုးရီထဲမှာနေအောင်ကြီးလိုချင်တယ်ပဲပြပြောဇနီးတဲ့ဂါဒရီစိတ်ချမ်းသာဖို့အတွက်ဆိုရင်လက်ကဘာကိုတောင်လက်ခုပ်နဲ့ထည့်ပေးခြင်းနဲ့အထိချစ်နေတာပါ။ဒါပေမဲ့ဒီလိုကြည်နူးစရာအခိုက်အတန့်လေးတွေကြားမှာအိန္ဒိယရိုးရာဓလေ့တွေကရောက်ရှိလိုလာခဲ့ပါတယ်။မောင်နှမအချင်းချင်းလက်ကောက်ဝတ်မှာကြိုးချိပေးကြပြီးကာကွယ်ပေးပါမယ်လို့ဂရုပေးရတဲ့ရုရှားဗဟန်ပွဲတော်နေပေါ့ဗျာ။လက်ချမီကသူ့ညီမတွေကိုပတ်စံပေးပြီးကာကွယ်ရတာကိုတနေ့နှစ်ခါတောင်လာလုံနေကြတယ်ဆိုပြီးတော့ချစ်စပွဲကြီးစဲနေပါတယ်။အပျော်ကြီးပြုံးနေကြတဲ့မိသားစုထမင်းဝိုင်းလေးမှာတခုခုထူးခြားသွားပါတယ်။ဂါဒရီတယောက်ထမင်းစားနေရင်ရုတ်တရက်ထားရက်ပြီးအိမ်အပြင်ဘက်ကိုထွက်သွားပါတယ်။လက်ချမီကဆွေးနေကြီးနဲ့လိုက်ကြည့်ဖို့လို့တော့သူ့အမေနဲ့ညီမတွေကဝိုင်းထားကြပါတယ်။အနာမသွားနဲ့အဝေးမှာပဲနေပါဆိုပြီးတော့ပေါ့တကယ်တော့ဒါကအိန္ဒိယရဲ့ရှေးရိုးဆွဲအယူဆတစ်ခုပါအမျိုးသမီးတွေဓမ္မတာလာတဲ့ရက်အတွင်းမှာသူတို့ကိုမတန့်ရှင်းလို့ဆိုပြီးတော့အိမ်ထဲမှာပေးမနေပဲအိမ်အပြင်ကဝရဒတ်မှာတီးတန့်ခွဲထုတ်ထားကြတာပါလက်ချမီကတော့ဒါကိုလက်မခံနိုင်ပါဘူးဒါအမျိုးသမီးတွေရဲ့တဘာဝပြဿနာပဲအပြင်မှာထိုင်နေလို့ဒီပြဿနာကပျောက်သွားမှလားလို့ပြန်ပြီးတော့မေးခွန်းထုတ်လိုက်ပါတယ်သူမိသားစုကဒါဟာရိုးရပဲမတန့်ရှင်းဘူးလို့ပြောပေမဲ့လက်ချမီရဲ့အတွက်ကတော့ဒါလူမိုက်တွေလှုပ်တဲ့အလုပ်လို့ဆိုပြီးတော့ဇနီးတဲ့ကိုအိမ်ထဲပြန်ခေါ်ဖို့ကြိုးစားပါတယ်ဂါဒရီကတော့ရိုးရကိုကြောက်တာကြောင့်အိမ်ထဲမဝင်ရဲပဲအပြင်မှာပဲဆောင်လေးချုံပြီးအိမ်နေရရှာပါတယ်နောက်တနေ့တမနက်မှာတော့ဂါဒရီကအပြင်ကနေလက်ဖက်ရည်ဖြိုလာပေးပါတယ်လက်ချမီကသူမကိုကူညီဖို့ကြိုးစားတဲ့အခါမှာတော့ဂါဒရီကအချက်ချင်းဆိုသလိုဒါအောင်မထိနဲ့လို့အော်ဟစ်တားဆီးလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူမသုံးနေတဲ့အဝတ်ဆိုကြီးကတကယ်ကိုညစ်ပတ်နေပြီးဆက်ဆုပ်စရာကောင်းနေလို့ပါပဲဂါဒရီသုံးနေတဲ့အဝတ်စကိုမြင်လိုက်တဲ့အခါမှာတော့လက်ချမီတယောက်တကယ်ကိုတုန်လှုပ်သွားပါတယ်ဒီညစ်ပတ်နေတဲ့အဝတ်ကြီးကမင်းရဲ့စာရီကိုညစ်ပတ်အောင်လုပ်လိုက်မယ်လို့သူကတတိပေးပေမဲ့ဂါဒရီကတော့ဒါကမိမကိစ္စတွေပါအိမ်ထဲကိုပြန်ဝင်ပါဆိုပြီးတော့သူ့ကိုမောင်းထုတ်နေပါတော့တယ်ဒါပေမဲ့လက်ချမီကတော့လက်မလျှော့သေးပါဘူးငါစပင်းကိုတောင်ဒီအဝတ်နဲ့မတော့ဘူးမင်းကဒါကိုသုံးနေတာလားဆိုပြီးတော့စိတ်မကောင်းဖြစ်ုံတင်မကပဲချက်ချင်းသူလိုစေးဆိုင်ကိုပြေးသွားပါတော့တယ်စေးဆိုင်ကိုရောက်တဲ့အခါမှာလည်းလက်ချမီခင်ဗျအခက်တွေ့ရပြင်ပါတယ်ပစ္စည်းနာမည်ကိုဓာတ်ရိုက်မပြောရဲပဲဟိုဟာလေး TP ထဲမှာပြတဲ့အဖြူရောင်အလကားပေးတဲ့ဟာဆိုပြီးတော့ကြောင်ကနန်းတွေပြောနေတာပါဆိုင်ရှင်က sanitary ပတ်လာလို့အကျယ်ကြီးမိလိုက်တော့မှလက်ချမီမှလူကြတယ်ချက်ရင်ရမ်းပြီးတူတူပြောပါဗျာလို့တောင်းပန်နေရရှာပါတယ်ဒါပေမဲ့ပစ္စည်းတန်ဖိုးက55ရူပီးတယ်ဗျာအဲ့ဒီခေတ်မှာအိန္ဒိယကြီးလန်းမှာတော့ဒါတကယ်ကိုကြီးမားတဲ့ပမာဏတစ်ခုပါလက်ချမီကပတ်စံအလုံးလုံးမပါလို့တငယ်ချင်းစီက15ရူပီးချေးပြီးဝယ်ခဲ့ရပါတယ်သူစနီးတဲ့ဘေးကင်းဖို့အတွက်ဒီပစ္စည်းကိုဂုံယူစွာနဲ့ဝယ်လာပေးခဲ့ပေမဲ့ရလက်ကသူထင်ထားသလိုဖြစ်မလာခဲ့ပါဘူးဂါယသရီကဒီပစ္စည်းရဲ့ဈေးနှုန်းကိုကြားလိုက်တဲ့အခါမှာတော့လန့်ဖြန့်သွားပါတယ်55ရူပီးတောင်ပေးရတယ်လားရှင်ထီပေါက်လာလားဆိုပြီးတော့ပြန်စူပါတော့တယ်ဂါယသရီကဒီပစ္စည်းကိုသုံးဖို့ညှင်းဆိုလိုက်ပါတယ်အိမ်ကမျိုးသမီးတွေအကုန်လုံးဒါကိုသုံးမယ်ဆိုရင်ငါတို့နှုတ်နဲ့ထောပတ်ဝယ်တောင်းနိုင်တော့မှာမဟုတ်ဘူးဆိုပြီးတော့ဒါကိုချက်ချင်းသွားပြန်ပေးပါလို့ပြပြတတာပြောလိုက်ပါတယ်လက်ချမီမှာဇနီးတဲ့ပျော်ရွှင်မှုအတွက်ဝယ်လာပေးခဲ့ပေမဲ့နောက်ဆုံးမှာတော့ဆိုင်ရှင်ကိုအရှုံးခံပြီးပြန်ရောင်းခဲ့ရရှာပါတယ်ဒီလိုနဲ့တရက်မှာတော့ရုတ်တရက်မတော်တဆမှုတစ်ခုဖြစ်လာခဲ့ပါတယ်ရွာထဲကလူတစ်ယောက်ဒဏ်ရာအပြင်းထန်ရပြီးသွေးတွေထွက်လာတဲ့အခါလက်ချမီကဘာလို့ရမှန်းမသိပဲအနာညစ်ပတ်နေတဲ့အဝတ်စုပ်ကိုယူပြီးသွေးတိတ်အောင်လုပ်ဖို့ကြိုးစားနေရပါတယ်ဒါပေမဲ့လူတွေကဒါကမိန်းမတွေသုံးတဲ့အဝတ်စုပ်ပဲမထိနဲ့လို့ဝိုင်းထားကြပါတယ်ဒီဖြစ်ရက်ကလက်ချမီကိုတခုခုအသိပေးလိုက်တယ်လို့ပါပဲသွေးတွေကိုတောက်ဖို့တောင်မသိတော်တဲ့ဒီအဝတ်စုပ်တွေကိုသူ့ဇနီးတွေကလာစင်တိုင်းသုံးနေတာလားဆိုတဲ့အတွေ့အသူ့ကိုအကြီးအကျယ်နှိပ်စက်လာပါတော့တယ်အဒီနောက်မှာတော့ရော်သားတယောက်ရဲ့ဒဏ်ရာကိုလက်ချမီကဝယ်လာတဲ့ sanitary pad နဲ့အုပ်ပြီးသွေးတိတ်အောင်လုပ်ပေးလိုက်တာကိုမြင်တော့ဆရာဝန်ကတော့အံ့ဩသွားခဲ့ရပါတယ်ဘယ်လိုလူကဒီလောက်တန့်ရှင်းတဲ့ပစ္စည်းမျိုးနဲ့ဒဏ်ရာကိုစီးပေးလိုက်တာလဲဆိုပြီးတော့ချီးကျူးလိုက်တာပါဆရာဝန်ပြောပြတာကတော့တကယ်လို့သာညစ်ပတ်နေတဲ့အဝတ်စုပ်တွေနဲ့စီးမိရင်ပိုးဝင်ပြီးလက်တစ်ဖက်လုံးဖျက်လိုက်ရနိုင်တယ်ဆိုတာပါပဲဒီစကားကလက်ချမီကိုပို့ပြီးတော့စိုးရိမ်သွားစေပါတယ်အဲ့ဒီနောက်မှာတော့သူကကျွန်တော်ဇနီးတဲ့ဟာဒီလိုညစ်ပတ်နေတဲ့အဝတ်စုပ်တွေကိုသုံးနေတာဗျာကြီးရတာစိတ်မကောင်းလို့ဆိုပြီးတော့ဆရာဝန်ကိုရင်ဖွင့်လိုက်ပါတယ်အဲ့ဒီမှာဆရာဝန်ကပို့ပြီးကြောက်ကြကောင်းတဲ့အချက်တွေကိုပြောပြလိုက်ပါတော့တယ်
အမျိုးသမီးတွေဟာဓမ္မတာလာတဲ့အချိန်မှာညစ်ပတ်တဲ့အဝတ်စုပ်တွေတိရွက်တွေနောက်ဆုံးအနေနဲ့ပြားတွေကိုတောင်ကြတာကြောင့်ယောဂတွေမျိုးစုံရပြီးကလေးမရနိုင်တော့တာအသက်သေဆုံးတဲ့အထိဖြစ်နိုင်တာတွေများတယ်ဆိုပြီးတော့သူ့ကိုရှင်းပြလိုက်ပါတယ်အဲ့ဒီချိန်မှာပဲလက်ချမီကဂါသရီတာကို3ဝဖြစ်မယ်ဆိုပြီးတော့တယောက်တည်းတွေးပူနေမိပါပြီဒါပေမဲ့ဇီနိုက55ရူပီဆိုတာကအဓိကဟန်တာဖြစ်နေတာပါသူပက်လေးတွေကိုကန်ကြည့်ရင်ပေါ့ပေါ့ပပလေးနဲ့ဘာလို့ဒီလောက်အောင်ဈေးကြီးနေရတာလဲဂွန်အနေငယ်ကိုပလတ်စတစ်နဲ့အုပ်ထားတာပဲဆိုပြီးတော့အပြေရှာပါတော့တယ်ကုမ္ပဏီတွေကနာမည်ကို Stay Free လို့ပေးထားပေမဲ့တကယ်တမ်းတော့အလကားများပဲလူတွေကိုလိန်ညာနေတာလို့သူခံစားလိုက်ရပါတယ်ဒီနေရာမှာပဲလက်ချမီရဲ့တီထွေမှုကစတင်လာပါတယ်သူကိုယ်တိုင်ပဲဒါကိုလှုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပိတ်စားဆိုင်ကိုသွားပြီးအကောင်းဆုံးပိတ်စားကိုတောင်းလိုက်ပါတယ်ဂွန်ဆိုင်ကိုသွားပြီးတော့အတန့်ရှင်ဆုံးဂွန်တွေကိုဝယ်လိုက်တယ်ပြီးတော့ကော်အသစ်တွေကိုလည်းရှာဝယ်ပါတော့တယ်သူတယောက်တည်းတိတ်တိတ်လေးအားဆိုင်ထုတ်ပြီးပတ်တစ်ခုကိုကိုယ်တိုင်ပြုတ်လုပ်လိုက်ပါတယ်ညာရောက်တဲ့အခါမှာတော့သူကိုယ်တိုင်လှုပ်ထားတဲ့ပက်လေးကိုကင်ပြီးဂါသရီစီကိုသွားပါတော့တယ်ဒီအခါနို့တွေထောပတ်တွေဝယ်မတော့နိုင်ပါဘူးစိတ်မပူနဲ့တော့ဒါကကုန်ကြစိတ်တုံညပဲလို့ပြောရင်ဂါသရီကိုအတနာခံလိုက်ပါတယ်မင်းနေမကောင်းဖြစ်မှာငါမလို့ချင်ဘူးအဲ့ဒီအဝတ်စုပ်ယူကိုလွန်ပစ်ပါလိုက်တော့ဆိုပြီးတော့ခြေပွားကိုတောင်ဥချမတက်တောင်းပန်ပြီးသူလှုပ်ထားတဲ့ပက်လေးကိုသုံးဖို့ပေးလိုက်ပါတော့တယ်လက်ချမီကတော့သူကိုယ်တိုင်ချုပ်ထားတဲ့ပက်လေးကိုကြည့်ပြီးဒါဟာမဟီရှာဝါမြို့ထုတ်မင်းရဲ့ယောက်ျားလက်ချမီကိုယ်တိုင်တသက်ရှင်ရှင်ထုတ်လုပ်ထားတာဆိုပြီးတော့ဂုံယူဝွင့်ကြွားစွာနဲ့ပြောပြနေပါတယ်ဂါယသရီကတော့ရှက်လက်ရှက်အံ့ဩလဲအံ့ဩရင်ရှင်ကျမကိုအိမ်ထဲရှိနေတာတောင်တတိမထားမိလားလို့မေးရှာနေပါတယ်ဘာလို့လဲဆိုတော့ဓမ္မတာလာတဲ့ရက်မှာအိမ်ထဲဝင်နေမိတာကသူမကိုအပြစ်ရှိတယ်လို့ခံစားနေရလို့ပါလက်ချမီရဲ့အချစ်ကတော့တကယ်ကိုယူသားပါတယ်မင်းကငါအသွဲတော့ဟင်းကောင်းတွေချက်ပေးပြီးဝိုးလို့အပြောခံချင်းတယ်လို့မျိုးငါကလည်းမင်းတို့ဒါလေးကိုတီးထွင်ထားတာပါတဲ့လာမင်းလာမှာဒါလေးကိုသုံးပြီးဝိုးလို့ပြောပေးဖို့သူကတောင်းဆိုပါတယ်ဂါသရီကတော့ဒါကိုဘယ်သူမြင်သွားမှလဲဆိုပြီးတော့ဇဝေးနေတာပါရွာသားတွေသိသွားရင်ကဲကြမဲ့အရေးကိုသူမကပို့ပြီးတော့ကြောက်နေရရှာပါတယ်နောက်တနေ့မှာတော့သူတို့လင်မယားနှစ်ယောက်ဖျားเจ้าကိုရောက်သွားပါတယ်အဲ့ဒီမှာဟာနုမန်မင်းကြီးရဲ့တကိုးတော်ကိုပူဇော်ဖို့အတွက်90တရူပီကိုပေးနေကြတော့မြင်တော့လက်ချမီကမိကွန်းထုတ်လိုက်ပါတယ်ငါတို့တွေတည်ပြီးရင်ငဲမလားဖို့90တရူပီကိုလွယ်လွယ်ပေးနိုင်ကြပြီအသက်ရှင်နေတော့မှငရဲလို့ခံစားနေရတဲ့ယောဂအနေလွတ်မြောက်ဖို့အတွက်55ရူပီကိုကြတော့ဘာလို့နှမျောနေကြတာလဲဆိုပြီးတော့မေးမြန်းလိုက်ပါတယ်ဂါသရီကတော့လူကြားထဲမှာဒါတွေကိုမပြောဖို့သူ့ကိုအတင်းသားပြီးအုံဒီတော်ဝယ်ခိုင်းရပါတယ်အလုတ်ခွေမှာတော့လက်ချမီရဲ့စမတ်ချပုံကတော်တော်လေးကိုမှအားကြားစရာကောင်းလို့လာပါတယ်သူ့လို့ဖို့ကင်ဘက်တွေကအလုတ်ကိုကြီးကောင်းရုံပဲလှုပ်တက်ပေမဲ့လက်ချမီကတော့အလုတ်ဆိုတာကြီးကောင်းဖို့အတွက်မန်ကန်မှုကအဓိကဆိုပြီးတော့လက်တွေတက်တွေပြခဲ့ပါတယ်တထေးကလည်းသူ့ကိုချီးကျူးရင်းစီပွားရေးမှာတကယ် boss က customer ပဲ customer ကိုယူဆိုင်ရင်မင်းရဲ့အုံနောက်ကအလုပ်လုပ်လာလဲမယ်လို့အကြံပေးလိုက်ပါတယ်ဒါလက်ချမီအတွက်နောက်ထပ်တီထွင်မှုလုပ်ဖို့ခွန်အားတစ်ခုဖြစ်သွားစေပါတယ်အဲ့ဒီနောက်မှာတော့လက်ချမီတယောက်ပြဿနာလေးတစ်ခုတက်သွားပါတယ်လွန်ခဲ့တဲ့3ဘက်ကပတ်ဝယ်ဖို့ပတ်စံကြီးခဲ့တဲ့တာသက်မာဟာရီယာကလမ်းမှာပတ်စံလာတောင်းတာပါမိမအတွက်လျှို့ဝဲပစ္စည်းတွေဝယ်ပေးဖို့ခြေထားတဲ့ပတ်စံပြန်ပေးတော့လို့အော်ပြောလိုက်တဲ့အခါလက်ချမီမှာလူကြားတဲ့အခက်တွေ့သွားရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလက်ချမီအတွက်အပျော်ဆုံးသတင်းတစ်ခုကိုဂါသရီစီကနေကြားလိုက်ရပါတယ်အဲ့ဒါကတော့ညစ်ပတ်တဲ့အဝတ်စုပ်တွေမရှိတော့ဘူးဆိုတာပါပဲဆိုလိုတာကဂါသရီကလက်ချမီကိုယ်တိုင်လုပ်ပေးတဲ့ပက်လေးကိုစတင်သုံးဆွဲလိုက်ပြီးဖြစ်ပါတယ်ဒါပေမဲ့လက်ချမီတယောက်အချိန်အကြာကြီးမပျော်ရွှင်လိုက်ရပါဘူးဂါသရီကသူ့ကိုအိမ်ပြန်ခေါ်လာတာဟာတီထွေမှုအောင်မြင်လို့မဟုတ်ပဲအခြေအနေတစ်ခုခုကြောင့်ဖြစ်နေတာပါသူတို့ဇနီးမောင်နှံနှစ်ယောက်ရွာပွဲတော်မှာခြားရဲစီးနေတော့ဂါသရီကရုတ်တရက်မျက်နှာပြတ်သွားပြီးအိမ်ပြန်ရအောင်မြင်မြန်မောင်းဝါဆိုပြီးတော့ဇွတ်အတင်းပူစာပါတော့တယ်လက်ချမီကဘာဖြစ်မှန်းမသိပဲခြားရဲကိုအတင်းရိုက်ခံပြီးဂါသရီကိုအိမ်အပြန်ခေါ်ခဲ့ရပါတယ်အိမ်ရောက်တဲ့အခါမှာတော့အမှန်တရားကိုသိလိုက်ရပါတယ်လက်ချမီလုတ်ပေးထားတဲ့ပက်ဟာအလုံးမဖြစ်ခဲ့ပါဘူးဂါသရီကအရင်လိုပဲညစ်ပတ်တဲ့အဝတ်စုပ်ကိုပြန်သုံးနေတာမြင်တော့လက်ချမီကမင်းကဘာလို့ဒါကိုပြန်သုံးတာလဲငါလုတ်ပေးထားတာဘာဖြစ်လို့လဲဆိုပြီးတော့စိတ်ပြက်လက်ပြက်နဲ့မေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲဂါသရီကရှင်လုတ်ပေးထားတဲ့ဟာကအသုံးမကျဘူးကျမစာရီတစ်ခုလုံးညစ်ပတ်ကုန်လို့တညလုံးထိုင်ချော်နေရတယ်ဆိုပြီးတော့စိတ်ဆူမှန်ဆူနဲ့ပြန်ပြောလိုက်ပါတယ်သူမကလက်ချမီကိုဒီလိုမိန်းမကိစ္စတွေထဲမှာဝင်မပါဘူးလူကြားတဲ့အရှက်ရစီမဲ့အလုပ်တွေမလုပ်ဘူးတောင်းပန်နေပါတယ်ဒါပေမဲ့လက်ချမီကတော့လက်မလျှော့ခဲ့ပါဘူးသူရဲ့အလုပ်ယုံကဆောင်ဖို့အတိုင်းအလုပ်ဆိုတာကြည်ကောင်းယုံနဲ့မပြီးဘူးအလုပ်ဖြစ်ဖို့မှန်ကန်ဖို့လိုတယ်ဆိုတာကိုသူနားလည်သွားပါပြီသူလုပ်တဲ့ဘက်ကအပြင်ဘက်ကကြည်ကောင်းပေမဲ့အရေးဆုပ်ယူမှုအားနည်းနေတာကိုသူသဘောပေါက်သွားတာပါသူဂုံးနေထက်ဝက်ပြီးအကောင်းဆုံးဖြစ်အောင်ပြန်လုပ်လိုက်ပါတယ်2001ခုနှစ်လိုခင်မိတဲ့အချိန်မှာဒီလိုရှေးရိုးဆွဲယူဆတွေနဲ့ယောဂဖိတ်ခေါ်နေတာကိုသူလက်မခံနိုင်ပါဘူးနှလုံးသားတန့်ရှင်ဘာမှဖြစ်ဘူးဆိုတဲ့ဂါသရီရဲ့စကားကိုအဝတ်စုပ်တွေကမတန့်ရှင်ဆုံးအရာတွေပဲနဲ့ပြန်လဲချီပါလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလက်ချမီကသူ့ဇနီးကိုကစတမာလို့တင်စားပြီးကစတမာစီကဖီးဘက်မရရင်ငါပြစ်စီကဘယ်လိုတိုးတက်မှာလဲလို့ပြောလိုက်တဲ့အခါဂါသရီကပို့ပြီးတော့စိတ်နာသွားပါတယ်ကျမအရှင်းမိန်းမပါကစတမာမဟုတ်ဘူးလို့ပြောရင်သူမကိုနားလဲပေးဖို့တောင်းဆိုလိုက်ပါတယ်လက်ချမီကတော့ဇနီးတဲ့ကိုယောဂအားနေကာဝယ်ပေးခြင်းတဲ့စိတ်တစ်ခုတည်းနဲ့သူမကိုထပ်ပြီးအကူအညီတောင်းနေရှာပါတယ်လက်ချမီအတွက်ကတော့အခြေအနေကပို့ပြီးတော့ဆိုးပြားလာပါတယ်ဇနီးပြည့်သူဂါသရီကကျမတို့အမျိုးသမီးတွေကအရှက်နဲ့အသက်ရှင်နေရမယ့်အစားယောဂနဲ့ပဲတည်သွားပြစီတော့လို့ပြောပြီးသူ့ကိုနင်ထုတ်လိုက်ပါတယ်ဒါတင်မကသေးပါဘူးအမေဖြစ်သူကလည်းဂျမ်ဒါလာနေတဲ့9ရက်အတွင်းမှာသူ့နာကိုမကက်ပါနဲ့လို့ဘယ်နှခါပြောရမလဲဆိုပြီးတော့လက်ချမီကိုစူငေါ့လို့နေပါတယ်လက်ချမီကတော့လက်မလျှော့ပဲသူ့ညီမဖြစ်သူစီကိုသွားလိုက်ပါတယ်သူ့ညီမအိမ်ကထမင်းဝိုင်းမှာလူစုံတက်ဆုံရှိနေတော့သူလှုပ်ထားတဲ့ပက်လေးကိုလက်ဆောင်ပေးဖို့ကြိုးစားတာပေါ့
ဒါပေမဲ့မထင်မှတ်ထားပဲတူတွေကလက်ချမီအိတ်တွေကပတ်ကိုဆွဲထုတ်ပြီးဦးလေးရဲ့လက်ကင်ပါဝါကြီးဆိုပြီးလူအများရှိမှဆွဲထုတ်လိုက်ပါတယ်။ရောက်ခမတွေအမျိုးတွေရှိမှအကြီးကျယ်ရှက်ကွဲသွားတဲ့ညီမဖြစ်သူကဒီလိုပစ္စည်းမျိုးကိုလူကြားတဲ့ပေးရသလားရှက်သက်ဆမ်းမအောင်ဟဲဆိုပြီးတော့လက်ချမီကိုအားမနာနဲ့စူပါတော့တယ်။အဲ့ဒီအချိန်မှာပဲလက်ချမီကငါကမင်းကိုကောက်ွယ်ပေးမယ်လို့ဂရိပေးထားတာလေ။ငါမှပတ်စံအများကြီးမရှိလို့ကိုယ်တိုင်လုပ်ပေးထားတာပါ။မင်းကပညာတတ်တယောက်ပဲငါ့ကိုနားလဲပေးနိုင်မလားဆိုပြီးတော့စိတ်မကောင်းဖြစ်စွာနဲ့ပြန်ပြောနေရှာပါတယ်။ဒါပေမဲ့ညီမဖြစ်သူကလည်းရှင်ယူနေပြီးနောက်တစ်ခါငါ့အိမ်ကိုမလာပါနဲ့တော့ဆိုပြီးတော့လက်ချမီကိုမောင်းထုတ်လိုက်ပါတယ်။လက်ချမီရဲ့ရင်ထဲမှာတော့တော်တော်လေးကိုမှနာကျင်နေပါပြီ။အဲ့ဒီအချက်တရားတွေနဲ့ပဲယောဂထဲမှာနှစ်မွန်ပြီးတည်သွားကြတော့လို့သူကောက်ချက်ချလိုက်ပါတယ်။သူအရင်ချေးရတဲ့ဇနီးတဲ့ကားရီတာတခုခုဖြစ်သွားရင်သူ့ကိုသူဘယ်တော့မှခွင့်လွှတ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်သူလှုပ်ထားတဲ့ဘက်ကတကယ်ရောမှန်ကန်ရင်လားဆိုတာကိုသိဖို့အတွက်စမ်းသပ်ပေးမဲ့သူလိုအပ်လာပါတယ်။သူ့အကြံပေးမဲ့ဆရာဝန်ကလည်းတခြားမျိုးကိုပြောင်းသွားပါပြီ။ဖះเจ้าကအမျိုးသမီးတွေကိုမေးရင်လည်းဘာသာရေးအရာအရိုက်ခံရနိုင်ပါတယ်။ရွာတွေကအမျိုးသမီးတွေကလည်းအစားတောင်ရှက်လို့လူရှိမှမစားရကြတဲ့သူတွေပါ။နောက်ဆုံးမှာတော့ဖះเจ้าကခရစ်ယာန်သီလရှင်တရားကိုသူတွေ့လိုက်ပါတယ်။ယေရှုခရစ်တော်ကရှင်ရဲ့မေခွန်းတွေအားလုံးကိုဖြည့်ပေးလိုက်မယ်လို့သီလရှင်ကပြောလိုက်ချိန်မှာတော့လက်ချမီရဲ့ခေါင်းထဲမှာအကြံတစ်ခုရသွားခဲ့ပါတယ်။အဲဒီနောက်မှာသူဘာလုပ်လိုက်လဲဆိုတော့အနီးအနားအစေတဲ့ကတူကျောင်းသူတွေစီးတဲ့ဘတ်ကားတစ်ခုကိုသွားတားလိုက်ပါတယ်။ယေရှုခရစ်တော်ဆိုတာတခြားမဟုတ်ပါဘူး။စေပညာသင်ယူနေတဲ့ကျောင်းသူလေးတွေကိုဆိုလိုတာပါ။သူတို့ဆိုရင်ဒီကိစ္စကိုရှက်မနေပဲတိတ်ပန်ဒီကြနားလဲပေးနိုင်မဲ့သူလို့သူယုံကြည်လိုက်တာပေါ့လက်ချမီကအကြောင်းသူလေးတွေကိုသူကိုယ်တိုင်လှုပ်ထားတဲ့ပက်လေးတွေဝေမျှလိုက်ပါတယ်ထူခြားတာကပတ်တစ်ခုချင်းစီတိုင်းမှာ feedback ရှိလေးတွေပါနေတာပါပဲ rubbish အသုံးမကျဘူး fine အဆင်ပြေတယ် fantastic အရန်ကောင်းတယ်ဆိုပြီးအမတ်ချရုံပါပဲလက်ချမီအတွက်တော့ဒီ feedback လေးတွေကသူ့ရဲ့တည်ထွင်မှုကိုအဆင့်မြင့်ဖို့အတွက်ရွှေထက်တန်ဖို့ရှိလို့နေပါတယ်ဒါပေမဲ့ရွာထဲမှာတော့ကောလာဟာလာတွေကတော်မီလို့ပြန်နှံလို့နေပါပြီလက်ချမီတယောက်အလုပ်ကိုမသွားတော့ပဲစေချောင်းသူတွေနောက်ကိုတကားခေါက်လိုက်နေတာကိုမြင်တဲ့သူတွေကလက်ချမီတယောက်အကြောင်းသူလေးနဲ့ဖောက်ပြန်နေပြီဆိုတဲ့သတင်းကိုတယောက်ကိုတယောက်စကားဆင်းလိုက်ကြပါတယ်ဂါယသရီကမြမျက်ရည်တွေနဲ့တကယ်ပဲဖောက်ပြန်နေတာလားအမှန်တိုင်းပြောပြပါကျမထွက်သွားပါမယ်ဆိုပြီးတော့ရင်ခွဲမတက်မင်းနေရှာပါတယ်အဲ့ဒီနောက်မှာတော့ចောင်းသူတွေကြားမှာလည်းအငင်းပွားမှုတစ်ခုရှိလာပါတယ်ဒီလူကတကယ်ပဲစိတ်မနှံ့တဲ့သူလားဒါမှမဟုတ်နာဘူးလားလို့တချို့ကတန်တရားဝင်နေကြပေမဲ့တချို့ចောင်းသူလေးတွေကတော့သူကကောင်းတဲ့အလုပ်ကိုလုပ်ဖို့ကြိုးစားနေတာပါတို့တွေကစေချောင်းသူတွေပဲတို့တွေနားမလဲပေးရင်ဘယ်သူကနားလဲပေးမှလဲဆိုပြီးတော့ခုခံပြောဆိုနေကြပါတယ်ဒါပေမဲ့တချို့ကတော့ဘယ်ရလာမှမသိတဲ့ပစ္စည်းကိုမသုံးနဲ့လွှင့်ပြလိုက်လို့သတိပေးတာကြောင့်လက်ချမီရဲ့စံတက်မှုကခက်ခဲနေစေပါနောက်ဆုံးမှာတော့တချို့ feedback လေးတွေပြန်ရောက်ရှိလို့လာခဲ့ပါတယ် fine fantastic ဆိုတဲ့စာသားလေးတွေကိုမြင်ရတဲ့အချိန်မှာတော့လက်ချမီရဲ့မျက်နှာမှာအပြုံးပန်းတွေပွင့်စင်သွားပါတယ်သူတယောက်တည်းရုန်းကန်နေရတဲ့ခီးမှာအလင်းအောင်စမြင်လိုက်သလိုပါပဲလိပ်ပြလေးတကောင်အယောင်ပြောင်းပြီးကောင်းကင်မှာပြန်တန်းမှုပြင်ဆင်နေတယ်လို့မျိုးလက်ချမီရဲ့စိတ်ကူးတွေကလည်းအတောင်ပံစတင်ပေါက်လို့နေပါပြီရွာထဲမှာတော့တချင်းတန်းတွေကားခုံတန်းတွေနဲ့အတူစီကားလို့နေပါတယ်ဒါကတော့အိမ်နီးနားချင်းကောင်မလေးတင်ကူးတယောက်အရွယ်ရောက်လာတဲ့ပွဲလေးချင်းပါနေတာပါရွာတွေရဲ့ဒလေးအရာဒါဟာမိန်းကလေးတယောက်ပန်းပွင့်လေဘွားကနေငဲ့ငယ်လေးတကောင်လိုပြန်တန်းမှုအစင်သစ်ဖြစ်ပြီးဆိုတဲ့အထိမ်းအမှတ်ပေါ့ဒါပေမဲ့လက်ချမီရဲ့အတွက်ကတော့ဒါ attachment လို့ခေါ်တဲ့ dermata လာတဲ့ဒုက္ခတွေကိုစတင်ရင်ဆိုင်ရတော့မယ်အစပြိုမှုတစ်ခုပါပဲညနေပိုင်းလူချေတိတ်ချိန်မှာလက်ချမီဟာတင်ကူးလေးကိုတိတ်တိတ်လေးခေါ်လိုက်ပါတယ်မင်းအခုအရွယ်ရောက်လာပြီဆိုတော့ကိုဂူးဆိုင်ရတော့မယ်လို့ပြောရင်သူကိုယ်တိုင်လှုပ်ထားတဲ့ပက်လေးကိုလက်ဆောင်ပေးဖို့ကြိုးစားနေပါတယ်တင်ကူးလေးကမြကြောက်ကြောက်လန့်လန့်နဲ့ပက်လေးကိုဖွင့်ကြည့်နေတော့မှပဲမထင်မှတ်ထားတာတွေဖြစ်လာပါတော့တယ်တင်ကူးရဲ့အမေကဒါကိုမြင်သွားပြီးအော်ဟစ်ဆဲဆိုပါတော့တယ်ရှင်ရှက်သက်ဆံပါအောင်လက်ချမီရှင်မိမကိုတောက်ခေါ်လိုက်စမ်းရှင်းယောက်ျားဘာတွေလုပ်နေလဲဆိုတာကိုကြည့်ခိုင်းလိုက်ဆိုပြီးတော့တရွာလုံးကြောင်းအောင်အော်ဟစ်လိုက်တာကြောင့်ရွာသားတွေစုယုံရောက်ရှိလာပါတယ်လက်ချမီခင်ဗျကျွန်တော်ဘာမှမမားဘူးကောင်းစီခြင်းလို့ပါဆိုပြီးတော့ဘလို့ပဲရှင်းပြဘယ်သူမှနားမထောင်ကြပါဘူးလူတွေကသူ့ကိုယုံစရာကောင်းတဲ့တနာယူတယောက်လိုကြည့်ပြီးမောင်းထုတ်လိုက်ကြပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့အမေကပို့ပြီးပြင်းထန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်လက်ချမီရဲ့ညီမနှစ်ယောက်ကိုဒီအိမ်မှာဆက်ထားလို့မရတော့ဘူးဒီတိုင်းဆိုလန်ဘေးကကောင်တွေပါဒီလိုလက်ဆောင်တွေလိုက်ပေးပြီးနောက်ဆက်ကြလိမ့်မယ်ဒါကြောင့်သူတို့တွေကိုညီမအကြီးဆုံးအိမ်ကိုပို့လိုက်မယ်လို့ဆိုလိုက်ပါတယ်လက်ချမီကြောင့်သူညီမလေးတွေရဲ့အဘွားကိုအပြက်စီးမခံနိုင်ဘူးဆိုတဲ့စကားကလက်ချမီရဲ့ရင်ကိုဓာတ်နဲ့မွန်းလိုက်သလိုပါပဲအဲ့ဒီနောက်မှာတော့အခြေအနေတွေကတကယ်ကိုဆိုးဝါးသွားခဲ့ပါပြီလက်ချမီရဲ့အမေကဘာမှလာမပြောနဲ့တော့ဆိုပြီးတော့သူ့ကိုအပြစ်ဖြတ်လိုက်တယ်လို့မိမဖြစ်သူကလည်းအထုပ်ပိုးတွေပြင်ပြီးအိမ်ပြန်မှုလုပ်နေပါပြီသူမကငိုရင်းနဲ့ရှင့်ကိုကျမယောက်ျားလို့ခေါ်ရမှာတော့ရှက်လာပြီရှင်ဘွားကမိမတွေရဲ့ခြေထောက်ကြားထဲမှာပဲပိတ်မိနေတာလားဆိုပြီးတော့ရင်နန္နာနဲ့ပြောနေရှာပါတယ်လက်ချမီကမြမိမဖြစ်သူရဲ့ခြေထောက်ကိုဖက်ပြီးငါ့ကိုခွင်းလို့ပါမင်းကိုယူဆိုင်ချင်တဲ့စိတ်ကငါ့အတွက်ဆွဲလန်းမှုတစ်ခုဖြစ်သွားလို့ပါဆိုပြီးတော့တောင်းပန်နေရှာပါတယ်မင်းပြောရမှန်တယ်များငါလုပ်ပါမယ်ငါ့ကိုပဲပြစ်မသွားပါနဲ့လို့ကလေးတယောက်လိုငိုယိုပြီးတောင်းပန်နေတာကတကယ်ကိုစိတ်မကောင်းစရာဖြစ်လွန်းလာပါတယ်မိမဖြစ်သူကလည်းသူ့ကိုကြည့်ပြီးတနာသွားပါတယ်ယောက်ျားတို့ငိုတာကြည့်မကောင်းဘူးရှင်ပေးတဲ့ဟာကိုကျမသုံးပါမယ်ဒါပေမဲ့ဒါဟာကျမတို့နှစ်ယောက်ကြားမှာပဲလူဝဲချစ်ဖြစ်ပါစေဆိုပြီးတော့ဂရီတစ်ခုတောင်းလိုက်ပါတယ်ဒါပေမဲ့ရောသားတွေရဲ့ကဲရဲတန်ကတော့ရက်မသွားသေးပါဘူးလက်ချမီလမ်းလျှောက်သွားရင်တော့မှလူတွေကရှောင်ဖယ်သွားကြပြီးတော့ဘယ်သူမှစကားမပြောရကြတော့ပါဘူးသူရဲ့စေတနာဟာလူအများမြင်မှာတော့
ယွန်စရာကောင်းတဲ့အပြစ်မှုတစ်ခုဖြစ်လို့နေတော့ပါပဲဒီကြားထဲမှာတော့လက်ရှမီဟာသူ့ရဲ့ဘက်ကိုစမ်းသပ်ဖို့အတွက်နီလန်တစ်တစ်ခုရှာတွေ့သွားပြင်ပါတယ်အဲ့ဒါကတော့ခရစ်ယာနာနဲ့မင်းကြီးရဲ့ဗိမ္မာန်တော်မှာလာရောက်ဆူတောင်းနေကြတဲ့အမျိုးသမီးတွေစီကနေအကူအညီတောင်းဖို့ပါသူကနတ်မင်းကြီးရဲ့ကောင်းကြီးပေးတဲ့ပစ္စည်းလေးတွေလိုမျိုးဟန်ဆောင်ပြီးတော့သူ့ရဲ့ပက်လေးတွေကိုလူဒန်းဖို့ဒါမှမဟုတ်စမ်းသပ်ဖို့ကြိုးစားနေပါတယ်အဲ့ဒီနောက်မှာတော့လက်ရှမီရဲ့ဘဝဟာတဖြည်းဖြည်းနဲ့ပို့ပြီးတော့ကြက်တဲလာပါတယ်မိန်းမဖြစ်သူကဒီနေ့ကစပြီးဒီကိစ္စကိုဘယ်သူမှမပြောပါနဲ့တော့ဒီပစ္စည်းကိုလည်းထပ်မလုပ်ပါနဲ့တော့ဆိုပြီးတော့သူ့ကိုတောင်းပန်ပြီးဂတိတစ်ခုထပ်တောင်းလိုက်ပါတယ်သူမကလက်ရှမီကိုချစ်လွန်းလို့ယောဂဖြစ်ပြီးတရားမှထက်လက်ရှမီနဲ့အရှင်ကွယ်ကွယ်ရမှာကိုပို့ပြီးတော့ကြောက်နေတာပါဒါပေမဲ့လက်ရှမီရဲ့အုံနောက်ထဲမှာတော့အလုတ်ယုံကသင်ခန်းစာကဆွဲလန်းနေတော့မှာပဲပစ္စည်းတစ်ခုကိုကစတမာစီမပေးခင်ကိုယ်တိုင်အရင်စမ်းသပ်ရမယ်ဆိုတာပါပဲသူ့မှာစမ်းသပ်ပေးမဲ့အမျိုးသမီးမရှိတော့တဲ့နောက်မှာတော့သူကိုယ်တိုင်စမ်းသပ်ဖို့အဆုံးဖြတ်လိုက်ပါတယ်သူဘာလုပ်လိုက်တယ်လဲဆိုရင်ဆိုင်မှာသွားပြီးအမျိုးသမီးအတွင်းခံတစ်ထည်ကိုသူ့ဆိုင်နဲ့ဝယ်လိုက်ပါတယ်ပြီးတော့စိတ်သွေးတွေကိုယူပြီးသွေးမခဲအောင်ဆေးဆက်ပြီးရေအိတ်တစ်လုံးထဲကိုထည့်လိုက်ပါတယ်အဲ့ဒီရေအိတ်ကိုခါမှပတ်ပြီးတော့ပိုက်လေးနဲ့တွဲပြီးသူကိုယ်တိုင်လှုပ်ထားတဲ့ပတ်ပေါ်ကိုသွေးတွေစီးကြအောင်စီစဉ်လိုက်တာပါလက်ရှမီဟာသူကိုယ်တိုင်အမျိုးသမီးတယောက်လိုခံစားရပြီးတော့ဘက်ရဲ့စွမ်းဆောင်ရည်ကိုစမ်းသပ်လို့နေပါတယ်သူလမ်းလျှောက်တယ်စပိန်စည်းတယ်အလုပ်လုပ်တယ်ဘက်ကသွေးတွေကိုတကယ်ပဲဆုပ်ယူနိုင်မှမလားဆိုတာသိချင်နေတာပါမိမဖြစ်သူကိုပေးခဲ့တဲ့ဂတိကသူများတွေကိုမစမ်းသပ်ခိုင်းဘူးဆိုတဲ့အရာပါပဲကိုယ်တိုင်မစမ်းဘူးလို့ဂတိမပေးခဲ့ဘူးလေဒါပေမဲ့အဲ့ဒီနောက်မှာတော့မထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်သွားပါတယ်။သူပတ်ထားတဲ့သွေးအိတ်ကပေါက်ထွက်သွားပြီးတော့သူ့ရဲ့အဖြူရောင်ပစိုးပေါ်မှာသွေးတွေရွှဲနစ်ကုန်ပါတယ်။လမ်းဘေးမှာသွေးတွေနဲ့လဲကျနေလက်ရှမီကိုကြည့်ပြီးရွာသားတွေကတရရောက်ကူညီကြပါအောင်သူတွေ့တော့မယ်ဆိုပြီးတော့ဝိုင်းအော်နေကြပါတယ်။လက်ရှမီရဲ့စေတနာဟာအခုတော့သူ့ဘဝကိုအမောင်ဖုံးသွားစေခဲ့ပါပြီ။တရားလုံးကသူ့ကိုဝိုင်းပြီးကဲရကြပါတယ်။သူကမြစ်ကိုညစ်ပတ်အောင်လုပ်တယ်။ဘာသာရေးကိုဆိုကားတယ်။အချင်းပြည့်တဲ့သူဆိုပြီးတော့အမျိုးမျိုးဆွဆွဲကြပါတယ်။တချို့ကဆိုရင်သူဟာမော်အတက်ပညာတွေလုပ်နေတာသူ့ကိုယ်ထဲမှာနှက်ဆိုးတွေဝင်ပူးနေတာလို့တောင်ထင်ကြပြီးတော့သူ့ကိုညောင်ပြင်းမှာဇောက်တူဆွဲထားပြီးတပြက်စီနဲ့ရိုက်နေမဲ့အထိပြောဆိုလာကြပါတယ်။မိန်းမဖြစ်သူကလည်းမောင်ရီလာခေါ်သွားပြီးတော့ငါတို့အမမုတ်ဆိုးမဖြစ်သွားရင်ဖြစ်သွားပါစေ။ရှင်းလို့ညစ်ပတ်တဲ့လူနဲ့တော့အတူမထားနိုင်ဘူးလို့ပြောပြီးတော့သူမကိုအတင်းခေါ်သွားကြပါတယ်။အဲ့ဒီချိန်မှာပဲလက်ရှမီကမင်းတကယ်ပဲငါ့ကိုထားခဲ့ချင်တာလားဆိုပြီးတော့ဂါယသရီကိုနောက်ဆုံးအနေနဲ့မေးလိုက်ပါတယ်။ဂါယသရီကလည်းမျက်ရည်တွေကြားထဲကနေကျမပြောတာပဲအမျိုးသမီးတယောက်အတွက်အဆက်တရားတဲ့ပူကြောက်စရာကောင်းတဲ့ယောဂမရှိဘူးလို့ပြောပြီးထွက်သွားပါတယ်။ဒါလက်ရှမီအတွက်တော့ကဘာပြက်ခံတစ်ခုလိုပါပဲ။လက်ရှမီတယောက်ယောကနေထွက်ခွာလာပြီးတဲ့နောက်မှာတော့သူလောက်ရမယ့်မစ်ရှင်ကိုလက်မလျှော့သေးပဲဒီဇိုင်းမမတ်ဆက်လုပ်လို့နေပါတယ်။တစ်ဖက်မှာလည်းဂါယသရီခင်ဗျာအိမ်မှာကြံခဲ့ပြီးငါတို့သာဒီလိုလူမျိုးမှန်သိခဲ့ရင်မင်္ဂလာပွဲဖြစ်မှာဆိုပြီးတော့အမျိုးတွေရဲ့ကဲရတဲ့တွေကိုခါးစည်းခံနေရရှာပါတယ်။လက်ရှမီဟာမြို့ကိုရောက်တဲ့အခါအဖြစ်တစ်ခုကိုရှာဖွေတွေ့ရှိသွားပါတယ်။သူလှုပ်တဲ့ပတ်နဲ့ဆိုင်ကပတ်ပါကွာလဲဆိုတာကိုစူးစမ်းကြည့်လိုက်တဲ့အခါမှာတော့သူတုံထားတာတာမန်ကွန်းဖြစ်နေပြီးဆိုင်ကပတ်ထဲမှာတော့ဆယ်လူလိုဖိုင်ဘာဆိုတဲ့အရာဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒါကဘယ်ကရတယ်လဲဆိုတော့တစ်ပင်တွေကရတာတဲ့။အဲ့ဒီဆယ်လူလိုဖိုင်ဘာအကြောင်းကိုအသေးစိတ်သိဖို့အတွက်သူကအချက်လက်တွေကိုလိုက်ရှာရပါတော့တယ်။ကောလိပ်ကျောင်းမှာအခမဲ့ပညာမရနိုင်တာကြောင့်သူဟာပါမခတယောက်ရဲ့အိမ်မှာအစီခံဝင်လုပ်ပြီးပညာခိုးယူဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ပါမခကအိမ်မှာမရှိပဲသူ့သားလေးဂျိုဒူးနဲ့ပဲတွေ့ရပါတယ်။ဂျိုဒူးလေးကသူ့အဖေထက်တောင်သိပ္ပံပညာမှာပိုတော်နေပုံရပါတယ်။သူကကွန်ပျူတာကိုသုံးပြီးလက်ရှမီသိချင်တဲ့ဆယ်လူလိုဖိုင်ဘာအကြောင်းကိုရှာပေးထားပါတယ်။အဲ့ဒီအမြင်လေးတွေကအရေးကိုဘယ်လောက်ထိစုပ်ယူနိုင်ပြီးတော့၆တွေ့အောင်ဘယ်လောက်ထိန်းထားနိုင်လဲဆိုတာကိုမြင်လိုက်ရတဲ့အခါလက်ရှမီကဒါကအမောအသက်ပဲလို့အန်အော်တကြီးရေယိုမိလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့လက်ရှမီဟာအမေရိကန်ကုမ္ပဏီတစ်ခုကဒီဆယ်လူလိုဖိုင်ဘာရောင်းနေဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့အင်္ဂလိပ်စာမတက်တက်နဲ့ဖုန်းဆက်သွယ်လိုက်ပါတယ်။ကျွန်တော်ဆယ်လူလိုဖိုင်ဘာဝယ်ချင်ပါတယ်။ကုမ္ပဏီအတစ်ထောင်မှလားလို့ဟိုဘက်ကမေးလိုက်တဲ့အခါမှာတော့ဟုတ်ပါတယ်ဆိုပြီးတော့အားတက်တရောနဲ့ပြန်ပြီးတော့ဖြေလိုက်ပါတယ်။အရင်ဆုံး sample နမူနာပို့ပေးပါလို့တောင်းဆိုလိုက်တဲ့အခါလက်ရှမီရဲ့ပက်လုပ်ငန်းကြီးကကမ္ဘာအဆင့်ထိခြေလှမ်းစတင်လိုက်ပြီလို့ပြောလို့ရပါတယ်။လက်ရှမီရဲ့ကုမ္ပဏီနာမည်က Lakshmi Enterprise တဲ့ဗျာ။အမေရိကန်ကုမ္ပဏီကသူ့ကိုကုမ္ပဏီကြီးတစ်ခုအထင်နဲ့ယင်းဒီမြုံနယ်မှုပမာဏမေးလိုက်တဲ့အခါမှာတော့ဂျိုဒူလေးက6ဘီလီယံလို့သာပြောလိုက်ဆိုပြီးတော့တင်ပေးလိုက်ပါတယ်။လက်ရှမီကလည်းအတိမတ်ပြီး yes နဲ့ပြင်ဖြေလိုက်တာပေါ့။မတင်မဲ့ပဲအမေရိကန်ကနေသူစောင့်နေတဲ့ cellulose fiber နမူနာထုတ်ကြီးပါမောက္ခအိမ်ကိုတကယ်ရောက်လာပါတယ်။ဒါပေမဲ့ပါမောက္ခကဒါကိုသိသွားတဲ့အခါမှာတော့လက်ရှမီကိုပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။မင်းကယောက်ျားတစ်ယောက်မဟုတ်ဘူးလား။ဘာလို့ပတ်လုပ်ဖို့ကြိုးစားနေတာလဲလို့မေးလိုက်တဲ့အခါမှာတော့လက်ရှမီကအမျိုးသမီးတစ်ယောက်ကိုမကာကွယ်ပေးနိုင်တဲ့သူကကိုကိုယောက်ျားလို့ဘယ်လိုခေါ်မှလဲဆိုပြီးတော့ပြန်လဲချေပလိုက်ပါတယ်။အဲဒီနောက်မှာတော့ပါမောက္ခကသူ့ကိုပတ်လုပ်တဲ့စက်ကြီးတစ်လုံးရဲ့ပုံကိုပြသလိုက်ပါတယ်။အဲဒီဆက်ကပေ30ကျော်ရှည်လျားပြီးဒေါ်လာတန်းချီတန်တဲ့စက်ကြီးတစ်လုံးပါ။ဒီဆက်ကိုဝယ်နိုင်မှမင်းပတ်လုပ်နိုင်ပါစိတ်ကူးရင်မနေပဲပတ်စံရှာပြီးဆိုင်ကပတ်ပဲဝယ်ပေးလိုက်စမ်းပါဆိုပြီးတော့ခနဲ့တက်ပြောဆိုလိုက်ပါတယ်။ဒါပေမဲ့လက်ရှမီကတော့ပါမောက္ခရဲ့စကားတွေကြားမှာလုံးဝအရှုံးမပေးသေးပါဘူး။သူကဒေါ်လာတန်းကြီးတန်တဲ့စက်ကြီးတွေလှုပ်ဆောင်တဲ့အဆင့်၄ဆင့်ကိုသူ့နီသူဟန်နဲ့နာမည်ပေးပြီးစတင်တီထွင်มาတော့တယ်။ပထမဆုံးအနေနဲ့ဆယ်လူလိုစ်တွေကိုအမုတ်ကျိတ်တဲ့အရာပါ။ဒုတိယတစ်ခုကတော့ပုံစံဝက်တွေထည့်ပြီးဖိသိပ်တဲ့အရာပေါ့ဗျာ။တတိယတစ်ခုကတော့အဝတ်နဲ့ပတ်ထုတ်မဲ့အရာပါ။
နောက်ဆုံးအနေနဲ့ပိုတန်းစင်ချင်းဆိုတဲ့အလုပ်ကိုလှုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။မောင်မောက်ခမင်းပတ်မလုပ်တော့ဘူးဆိုတာစမကြတဲ့ဆုံးဖြတ်ချက်ပဲလို့ထင်နေတော့မှာပဲ။လက်ချမီကကျွန်တော်ပတ်လုပ်ချင်တာမဟုတ်တော့ဘူး။အဲ့ဒီပတ်လုပ်တဲ့ဆက်ကိုပဲကိုယ်တိုင်လုပ်တော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့လက်ချမီတယောက်မောင်မောက်ခအိမ်ကနေပြီးတော့ထွက်လာခဲ့ပါပြီ။ဒါပေမဲ့လက်ပလာကြီးလည်းထွက်လာတာမဟုတ်ပါဘူး။သူ့အုံနောက်ထဲမှာတော့ဘူးသဒတွေအပြည့်နဲ့ပါ။ဒေါ်လာတန်းချီတန်တဲ့ဆက်ကြီးတစ်လုံးကိုဝယ်မဲ့အစားအဆင့်လေးစင်းကိုလှုပ်ဆောင်နိုင်တဲ့သေးငယ်ပြီးဈေးသက်သာတဲ့ဆက်လေးလုံးအဖြစ်ခွဲထုတ်ပစ်ဖို့သူဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးအနေနဲ့လက်ချမီကပတ်စံရှိလိုက်ပါတယ်။အနိခံပန်ရှင်စီကနေအသေးခံပြီးပတ်စံသွားရှိတာပါ။သူတယောက်တည်းဆက်ပစ္စည်းတွေကိုစပြီးတော့တီထွင်လိုက်တယ်။မလေးရှားကုမ္ပဏီတစ်ခုကိုလည်းဂရေ6000ယင်းဒီမြုံနယ်မှာလို့လိန်ပြောပြီးဆယ်လူလိုဖိုင်ဘာနမူနာတွေကိုတောင်းလိုက်ပါသေးတယ်။နောက်ဆုံးမှာတော့သူအောင်မြင်သွားပါတယ်။အဆင့်လေးစင်းဖြစ်တဲ့အမုတ်ကျိတ်ချင်းပုံစံသွင်းချင်းအဝတ်ပတ်ချင်းနဲ့ပိုးသက်စင်ချင်းတွေကိုလှုပ်ဆောင်နိုင်တဲ့ဆက်ကလေးတွေကိုသူဖန်တီးနိုင်ခဲ့ပါပြီ။ဒီဆက်ကလေးတွေနဲ့အတူထုတ်လုပ်လိုက်တဲ့ပက်ကဆိုင်ရာပက်တွေအတိုင်း၆တွေ့ပြီးတန့်ရှင်းလို့နေပါတယ်။ဆက်လည်းရပါပြီပက်လည်းထွက်လာပါပြီ။ဒါပေမဲ့လက်ချမီအတွက်ကတော့မေကွန်းတစ်ခုကျန်နေပါသေးတယ်။ဒီပက်ကတကယ်ပဲမိမဖြစ်သူအတွက်စိတ်ချရရဲ့လားဆိုတဲ့မေကွန်းပါ။သူ့မှာစမ်းသပ်ပေးမဲ့သူမရှိတော့တာကြောင့်သူဟာဆေးဆိုင်တစ်ခုမှာစောင့်နေရင်စမ်းသပ်ပေးမဲ့ကစ္စတမာအသစ်တစ်ယောက်ကိုမျှော်လင့်တကြီးစောင့်လို့နေပါတယ်။ခဏအကြာမှာတော့ဆေးဆိုင်ရှိမှစောင့်နေရင်မထင်မဲ့ပဲဂီတပွဲတော်ကိုလာတဲ့မြို့ပြအမျိုးသမီးတစုနဲ့ဆုံတွေ့ခဲ့ပါတယ်။သူတို့တွေကတယောက်ဟာအရေးပေါ်ပက်လိုအပ်နေတာကြောင့်လက်ချမီကသူကိုယ်တိုင်ဆက်နဲ့ထုတ်ထားတဲ့ပက်ကိုထုတ်ပေးလိုက်ပါတယ်။ဒါဟာသူ့အတွက်တော့အကြီးမားဆုံးသောစမ်းသပ်မှုတစ်ခုပါပဲ။နောက်တစ်နေ့မှာတော့လက်ချမီကအဲ့ဒီအမျိုးသမီးစီကနေပြီးတော့ feedback တောင်းလိုက်ပါတယ်။ဘယ်လိုလဲအဆင်ပြေရဲ့လား rubbish fine ဒါမှမဟုတ် fantastic လားလို့မေးလိုက်တဲ့အခါပါရီကအန်အော်တကြီးနဲ့ fine လို့ပြန်ပြေခဲ့ပါတယ်။အဲ့ဒီ fine ဆိုတဲ့စကားလုံးနှလုံးကိုကြားလိုက်ရတဲ့အခါလက်ချမီရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေဝဲလာပါတယ်။ဒါကိုကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါ။ခင်ဗျားကကျွန်တော်ရဲ့ပထမအဆုံး customer ပါပဲလို့ပြောရင်သူလုပ်နေတာတွေမှန်ကန်ပြီးဆိုတော့အသိပြုနိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ရွာမှာကြံခဲ့တဲ့ဂါယသရီရဲ့အခြေအနေကတကယ်ကိုရင်နာစရာကောင်းလွန်းလာပါတယ်။သူမရဲ့မောင်တွေကလက်ချမီကိုအကျဉ်းပြတ်တဲ့သူလို့သတ်မှတ်ပြီးဂါယသရီကိုကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖို့အတင်းအကျပ်ဖိအားပေးနေကြတာပါ။သူ့ဇနီးအဖြစ်ရှိနေသေးတဲ့ကျွန်တော်တို့လည်းအဆက်ကွဲနေရတယ်ဆိုပြီးတော့သူမကိုနှိမ့်ဆက်နေကြပါတယ်။ဒါပေမဲ့ဂါယသရီကတော့အချိန်ကလူတိုင်းကိုပြောင်းလဲစေတယ်သူပြန်လာမှာပါဆိုတဲ့ယုံကြည်ချက်နဲ့စောင့်နေရှာပါတယ်။လက်ချမီကသူ့ရဲ့အောင်မြင်မှုကိုဂါယသရီကိုအသိပေးဖို့ဖုန်းဆက်လိုက်ပါတယ်။ဂါယသရီငါလုံနိုင်ပြီငါရဲ့ဘက်ကမင်းအတွက်လုံးဝအဆင်ပြေသွားပြီလို့ဝမ်းသာအားရအော်ပြောလိုက်တဲ့အတန်တွေဟာဂါယသရီရဲ့နားထဲမှာတော့မျောလင်းချက်အသစ်တစ်ခုရောက်ရှိသွားသလိုပါပဲ။ဒါပေမဲ့သူဟာမောင်တွေရဲ့ဖိအားကြားမှာဘာဆက်လုပ်ရမလဲဆိုတော့ဝေခွဲများဖြစ်နေပါတယ်။လက်ချမီရဲ့အောင်မြင်မှုဟာဂါသရီအတွက်တော့ပျော်ရွှင်မှုထက်နာကျင်မှုပဲပေးစွမ်းနိုင်ခဲ့ပုံရပါတယ်။လက်ချမီကဖုန်းထဲမှာငါလုံနိုင်ပြီငါအကျွေးတွေရှိပေမဲ့မကြခင်ပြန်လာခဲ့မယ်လို့အားတက်တရောပြောနေပေမဲ့ဂါယသရီကတော့ကျမကိုနေကောင်းလားတော့မမေးတော့ဘူးလားရှင်းကောင်းထဲမှာပတ်လို့ဘူးပဲရှိတာလားဆိုပြီးတော့ရင်နန္နာနဲ့ငိုကြွေးနေပါတယ်အဆိုးဆုံးကတော့သူမရဲ့မောင်တွေကဖုန်းကိုလုပြီးတော့မင်းနဲ့ဂါသရီဘာမှမပတ်သက်တော့ဘူးကွာရှင်းစာချုပ်လာပို့လိုက်မယ်ဆိုပြီးတော့ပြောပြီးတော့ဖုန်းကိုချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလက်ချမီကမျက်ရည်ကြားတွေကနေဒီဘက်တစ်ခုတည်းကငါရဲ့ဇနီးအမေရွာနဲ့ကိုလေးစားမှုလူယူသားတာလားဆိုပြီးတော့သူ့ကိုသူပြန်မေးနေမိပါတယ်ဒါပေမဲ့ပါရီကစိတ်ထဲကျနေတဲ့သူ့ကိုအားပေးစကားပြောဆိုလာပါတယ်ခမရတကယ်ပဲကျမရဲ့ပထမအဆုံးကစ္စတမာလားလို့မေးရင်သူမကတန်ဖိုးရှိတဲ့အကြံပေးချက်တစ်ခုကိုပေးလိုက်ပါတယ်အဲ့ဒါတော့ပတ်ရဲ့တစ်ဖက်မှာကောပိုင်းပိုပြီးမြင်းမြင့်မယ်ဆိုတဲ့အချက်ပါဒါလက်ချမီအတွက်တော့ပိုကောင်းတဲ့ပတ်ဖြစ်လာဖို့နောက်ထပ်ခြေလှမ်းအသစ်တစ်ခုပါပဲအဲ့ဒီနောက်မှာတော့ပါရီကသူမရဲ့ဖခင်နဲ့လက်ချမီကိုမိတ်ဆက်ပေးလိုက်ပါတယ်ပါရီက NBA ပွဲရမှာဖြစ်ပြီးတော့အဖေလုံနိုင်ရင်အဖေရတဲ့လစာ3စားပို့ပေးပြီးတော့ကျမရဲ့စပူမှုအဖြစ်ခံအပ်မယ်လို့ဖခင်ပြည်သူကိုနောက်ပြောင်ပြောဆိုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အကျွေးရှင်တွေကသူ့ကိုနှိမ့်ဆက်မယ်လို့ချင်းချောင်းနေတော့မှပဲပါရီစီကဖုံးဝင်လာပါတယ်။သူမလက်ချမီကိုဒေလီမြို့မှာကျင်းပမဲ့အိန္ဒိယရဲ့အကြီးမားဆုံးတီထွင်မှုပြိုင်ပွဲမှာလာရောက်ရှင်ပြိုင်ဖို့ဖိတ်ခေါ်လိုက်တာပါ။အနိုင်ရမဲ့သူကစုချင်းငွေရူပီနဲ့တင်ရမဲ့အပြင်တနိုင်ငံလုံးကပါတည်သွားမှာဖြစ်တဲ့အတွက်ကြောင့်လက်ချမီအတွက်တော့ဒါဟာမိမစီကိုပြန်သွားနိုင်မဲ့တခုတည်းသောလမ်းကြောင်းပါပဲ။အဲ့ဒီနောက်မှာတော့လက်ချမီကသူ့ရဲ့ဆက်ပစ္စည်းတွေကိုထုတ်ပို့ပြီးဒေလီကိုအရောက်သွားခဲ့ပါတယ်။ပညာတတ်တွေသိပ္ပံပညာရှင်တွေနဲ့ပြည်내နေတဲ့ IIT ကျောင်းကြီးမှာလက်ချမီဟာသူ့အင်္ဂလိပ်စာအခက်ခဲကြားနေရိုးရှင်းပြီးထိရောက်တဲ့တင်ဆက်မှုတစ်ခုကိုလုပ်ပြခဲ့ပါတယ်။လက်ချမီကသူ့ရဲ့ဆက်ကိုဟန်အိုမက်တစ်လို့နာမည်ပေးထားပါတယ်။ကုမ္ပဏီကြီးတွေကဒေါ်လာတန်းချီတန်တဲ့ဆက်ကြီးတွေနဲ့ပတ်ထုတ်ပြီးဈေးကြီးကြီးနဲ့ရောင်းနေချိန်မှာလက်ချမီရဲ့ဆက်လေးကတော့ပတ်တစ်ခုကိုနရူပီတင်းနဲ့ထုတ်လုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ပိုသက်ဆက်ကလည်းပိုမွားတွေကိုအကုန်တက်ပေးနိုင်တယ်ဆိုတာကိုသူ့ရဲ့ရိုးရှင်းတဲ့အင်္ဂလိပ်စာလုံးတွေနဲ့ရှင်းပြသွားတာတကယ်ကိုအထင်ကြီးစရာကောင်းလွန်းလာပါတယ်။တင်ဆက်မှုအပြီးမှာတော့အထူးဧည့်သည်တော်ကြီးအဖြစ်အိန္ဒိယရဲ့ဂန္ဓဝင်မင်းသားကြီးအမီတာဘတ်ချန်ရောက်ရှိလို့လာပါတယ်။မင်းသားကြီးကကျွန်တော်တို့နိုင်ငံမှာစီရင်မွေးတင်မှုတွေရှိနေပေမဲ့ခင်ဗျားတို့လိုတီထွင်သူတွေကမျိုးလင်းချက်တွေပါလို့မိကွန်ပြောနေတဲ့အချိန်ဟာလက်ချမီအတွက်တော့အိမ်မက်တစ်ခုလိုပါပဲ။ဒေလီမြို့ကတီထွင်မှုပြိုင်ပွဲရဲ့စင်မြင့်ထက်မှာမင်းသားကြီးအမီတာဘတ်ချန်ရဲ့မိကွန်ကပဲတင်ထက်နေပါတယ်။အိန္ဒိယကိုလူဦးရေတန်းတစ်ထောင်ရှိတဲ့နိုင်ငံလို့မကြည့်ပါနဲ့။အတွေးအခေါ်တန်းတစ်ထောင်ရှိတဲ့နိုင်ငံလို့ကြည့်ပေးပါဆိုတဲ့စကားကပရိသတ်တွေကိုအားသက်စေခဲ့ပါတယ်။ပထမဦးဆုံးစုချင်းွယ်ရူပီနဲ့သိန်းကိုလက်စစ်မလို့တဲ့မြေအိုးရီဂေတစ်တာကရရှိသွားတဲ့အခါလက်ချမီတယောက်ငါတော့မရတော့ဘူးဆိုပြီးတော့စိတ်လျှော့ကထွက်သွားဖို့ပြင်ဆင်နေခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲနောက်ထပ်အထူးစုတစ်ခုကြီးညာလိုက်ပါတယ်။အဲ့ဒါကတော့ဘွားတွေကိုပါပြောင်းလဲစေနိုင်တဲ့တီထွင်မှုအတွက်ပေးအပ်တဲ့နိုင်ငံတော်သမ္မတစုပါပဲ။
ပါရီကဝမ်းသာအားရပြေးလာပြီးတော့လက်ရှမီကိုဆင်းဖို့ပြန်ခေါ်သွားရပါတယ်။အဲ့ဒီအချိန်မှာပဲမင်းသားကြီးကအမေရိကမှာစူပါမန်၊ဘတ်မန်၊စပိုင်ဒါမန်တို့ရှိရင်အိန္ဒိယမှာပတ်မန်ရှိတယ်ဆိုပြီးတော့တကဘာလုံးကိုဂုဏ်ယူစွာနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီသတင်းဟာရုပ်မြင်သံကြားနေတဲ့ဆင့်လက်ရှမီတို့ရဲ့ရွာကိုရောက်ရှိသွားပါတယ်။ရွာသားတွေနဲ့လက်ရှမီရဲ့မိခင်ကတော့သူတို့ရဲ့လက်ရှမီဟီရိုဖြစ်သွားတာကိုကြည့်ပြီးအံ့ဩဝမ်းသာဖြစ်နေကြပါတယ်။ရာဇရီကတော့ TV ဖန်သားပြင်ပေါ်ကပိန်ချောင်သွားတဲ့သူ့ယောက်ျားကိုကြည့်ပြီးသူထမင်းကောမမန်စားရလားဆိုပြီးတော့ဇနီးတဲ့ပြီးစိုးရင်တကြီးနဲ့မျက်ရည်ဝဲနေရှာပါတယ်။လက်ရှမီရဲ့အောင်မြင်မှုဟာငွေကြေးထက်ပိုမိုမြင့်မြတ်တဲ့ရီမန်ချက်စီကိုဦးတည်လို့သွားခဲ့ပါပြီ။ပါရီကသူ့ကိုမူပိုင်ခွင့်တင်ဖို့တိုက်တွန်းထားပါတယ်။မူပိုင်ခွင့်ရရင်ဒီဆက်ကိုဘယ်သူမှခိုးယူလို့မရတော့ပဲကုမ္ပဏီကြီးတွေစီကနေရူပီတန်ပေါင်းများစွာရနိုင်တယ်လို့ဆိုလိုက်ပါတယ်။ဒီဆက်ကိုကုမ္ပဏီကြီးတွေကဝယ်သွားရင်သူတို့ကအမျက်ထုတ်ဖို့အတွက်ဘတ်တွေကိုဈေးမြင့်ရောင်းကြလိမ့်မယ်။ဒါဆိုရင်ကျွန်တော်ဆက်လုပ်ခဲ့တဲ့ရည်ရွယ်ချက်ပြည့်စည်သွားလိမ့်မယ်လို့ပြန်ပြောခဲ့ပါတယ်။လက်ရှမီဟာဆူရပြီးတဲ့နောက်မှာတော့သူ့ရွာကိုပြန်လည်ရောက်ရှိလိုလာခဲ့ပါတယ်။သူအောင်မြောင်ထုတ်လုပ်နိုင်ခဲ့တဲ့ဘတ်တွေကိုရွာသားတွေကိုဝေမျှလိုက်ပါတယ်။တကဘာလုံးကသူ့ကိုပတ်မှန်လို့အတိမတ်ပြုကြပေမဲ့ရွာသားတွေနဲ့အကျိုးရှင်တွေကတော့သူ့ကိုယွန်းစရာအကောင်အဖြစ်သတ်မှတ်နေတုန်းပါပဲ။လက်ရှမီတယောက်စိတ်သက်တွေအောက်ဆုံးဒီကျဆင်းနေတုန်းမှာပဲပါရီရောက်ရှိလိုလာခဲ့ပါတယ်။ပါရီယာသူမရဲ့အလုတ်ကန်အကောင်းကြီးတွေကိုညှင်းပယ်ခဲ့ပြီးတော့လက်ရှမီရဲ့ရီမန်ချက်ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။လက်ရှမီမလုပ်နိုင်ခဲ့တဲ့အရာကိုပါရီကလုပ်ပြလိုက်ပါတယ်။အမျိုးသမီးတွေစီသွားရောက်ပြီးဘက်အကြောင်းရှင်းပြလိုက်တဲ့အခါသူတို့ဟာလက်ခံရုံတင်မကပဲပတ်စံပေးပြီးတော့တောင်ဝယ်ယူခဲ့ကြပါတယ်။ဒါကိုဘယ်လိုလုပ်လိုက်တာလဲလို့လက်ရှမီကအံ့ဩတကြီးမေးလိုက်တဲ့အခါပါရီကကျမကအမျိုးသမီးတယောက်လေအမျိုးသမီးတွေရဲ့အကြောင်းကိုအမျိုးသမီးချင်းပဲပိုနားလည်နိုင်တာပေါ့လို့ဖြေခဲ့ပါတယ်။ဒါလက်ရှမီအတွက်တော့အကြီးမားဆုံးသောသင်ခန်းစာတစ်ခုပါပဲ။စီးပွားရေးပုံစံတစ်ခုမှာအဓိကလိုအပ်ချက်ဟာယုံကြည်မှုဖြစ်နေပြီးတော့အဲ့ဒီယုံကြည်မှုကိုပါရီကတိဆောက်ပေးလိုက်တာပါ။ပါရီနဲ့လက်ရှမီတို့ပူပေါင်းပြီးပတ်တွေစတင်ထုတ်လုပ်နေစဉ်မှာပဲခါသီးတဲ့လူမှုရေးပြဿနာတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတယ်။ပတ်ကိုပထမဦးဆုံးဝယ်ယူခဲ့တဲ့အမျိုးသမီးကသူမရဲ့အယက်သမားခင်ပွန်းရဲ့ရိုင်းနှက်မှုကိုခံနေရပါတယ်။သူမရဲ့ခင်ပွန်းဟာပတ်စံရဖို့အတွက်သမီးဖြစ်သူကိုတောင်ရောင်းစားဖို့ချိန်ချောက်နေတာပါ။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါလက်ရှမီတယောက်ငြိမ်ငြိမ်မနေတော့ပါဘူး။သူဟာအယက်သမားခင်ပွန်းကိုပြက်ပြက်သားသားဟန့်တားလိုက်ပါတယ်။နောက်တစ်ခါသူ့နောက်ထက်ကပ်ရင်မင်းလဲကြတဲ့နေရာကမင်းရဲ့တင်ချိုင်ဖြစ်သွားမယ်ဆိုတဲ့သတိပေးချက်နဲ့အတူအမျိုးသမီးတွေရဲ့ကျန်းမာရေးတင်မကပဲသူတို့ရဲ့ဘဝလုံခြုံရေးအတွက်ပါရည်တည်ပေးသူဖြစ်လာပါတယ်။အဲ့ဒီနောက်မှာတော့ Salvatore ရဲ့ကြံပေးချက်အရအမျိုးသမီးတွေဟာပတ်လို့ခေါ်ဖို့ရှင်းနေကြတာကြောင့်သူတို့ရဲ့ထုတ်ကုန်ကိုပါရီလို့အနာမည်ပေးလိုက်ကြပါတယ်။ပါရီရဲ့အစွမ်းနဲ့အမျိုးသမီးတွေဟာပတ်48ထုတ်ကိုချက်ချင်းရောင်းချနိုင်ခဲ့ပါတယ်။ကြောက်ခဲသလုံးနဲ့ငှက်နှကောင်ပြစ်လိုက်နိုင်တာပဲလို့လက်ရှမီကပြောလိုက်ပါတယ်။ဘက်ကကျန်းမာရေးကောက်ွယ်ပေးတယ်လို့ရောင်းရတဲ့ပတ်စံတွေကလည်းအမျိုးသမီးတွေအတွက်စီးပွားရေးအရာလွတ်လပ်မှုကိုပေးစွမ်းနိုင်ပါတယ်။အဲ့ဒီနောက်မှာတော့ပါရီကလက်ရှမီကိုပို့ပြီးကျေပြန့်တဲ့စီးပွားရေးအမြင်တွေပေးလိုက်ပါတယ်။ဘန်ကနေချင်းငွေယူမယ်။နှစ်အဲ့ဒီပတ်စံနဲ့အမျိုးသမီးတွေကလက်ရှမီစီကဆက်ကိုဝယ်မယ်။သုံးအမျိုးသမီးတွေကပတ်ထုတ်ပြီးရောင်းမယ်။ရတဲ့အမျက်တွေကဘန်ကိုအရေးကြပြန်ဆက်မယ်။အကျွေးကြေဝိုင်းဆက်ကအမျိုးသမီးတွေအပိုင်ဖြစ်သွားမယ်ဆိုပြီးတော့အကြံပေးလိုက်ပါတယ်။ဒါဟာရွာတိုင်းမှာပတ်စက်ရုံလေးတွေပေါ်ပေါက်စေမဲ့နီးလန်းပါပဲ။လက်ရှမီကဆက်တွေကိုဆက်တိုက်ထုတ်လုပ်ပြီးတော့အမျိုးသမီးတွေကိုအလောက်ကန်နေဖန်တီးပေးနေပါပြီ။အမျိုးသမီးငယ်လေးတွေဟာရာတီပေါ်တဲ့အခါကြောင်မတက်နိုင်ပဲ4ရက်5ရက်အိမ်မှာပဲအောင်းနေရတာကြောင့်ပညာရေးမှာနောက်ကျကျန်ခဲ့ကြပါတယ်။အခုတော့လက်ရှမီရဲ့ဈေးသိမ်းတဲ့ပတ်လေးတွေကြောင့်သူတို့ဟာအကြောင်းကိုယုံကြည်မှုရှိရှိပြန်တက်နိုင်တော့မှာပါ။ပါရီဆိုတဲ့နာမည်နဲ့အတူအိန္ဒိယကျေးလက်ကအမျိုးသမီးတွေရဲ့အိမ်မက်တွေကတသားတည်းဖြစ်လို့နေပါပြီ။လက်ရှမီနဲ့ပါရီတို့ရဲ့ကြိုးပမ်းမှုဟာအခုဆိုရင်အိန္ဒိယကျေးလက်တွေကိုကျော်လွန်ပြီးတကမ္ဘာလုံးကအာရုံစိုက်ရတဲ့အဆင့်ကိုရောက်ရှိလိုသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့မမျှော်လင့်ပဲ United Nations ကလက်ရှမီကိုနယူးယောက်မြို့မှာလာရောက်ဟောပြောပေးဖို့ဖိတ်ကြားလိုက်ပါတယ်။ဒါကဘယ်ရွာလဲလို့လက်ရှမီကမေးလိုက်တဲ့အခါပါရီကဒါကအမေရိကန်ပြည်ထောင်စုဆိုတဲ့ရွာကြီးလေရေထဲမှာမီးတုပ်ကင်ပြီးရက်နေတဲ့အမျိုးသမီးကြီးရှိတဲ့နေရာလို့နောက်ပြောင်ရှင်းပြခဲ့ပါတယ်။ TV အင်တာဗျူးမဖြစ်ခင်မှာလက်ရှမီဟာသူ့ရဲ့အင်ဂျီအစ်စ်ကိုတမင်တကာညစ်ပတ်အောင်လုပ်လိုက်ပါတယ်။ငါဟာဆက်တွေကိုကိုယ်တိုင်လက်နဲ့လှုပ်တာဖြစ်ကြောင်းလူတွေကိုသိစေချင်တယ်။လေအေးပေးဆက်ခန်းထဲမှာခြေထောက်ချိတ်နေတဲ့သူမဟုတ်ဘူးဆိုတဲ့သူ့ရဲ့ခံယူချက်ကတကယ်ကိုလေးစားစရာပါ။နယူးယောက်မြို့ကကုလသမဂ္ဂဆင်မြင့်ထက်မှာလက်ရှမီဟာတကမ္ဘာလုံးကကိုယ်စားလှယ်တွေရှေ့ကိုရောက်ရှိလိုလာခဲ့ပါပြီ။အစပိုင်းမှာတော့သူဟာအလွန်တရာစိုးရိမ်နေပြီးတော့သူ့ရဲ့အင်္ဂလိပ်စာအရေးအချင်းကြောင့်စကားပြန်ကကူညီဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လက်ရှမီကစကားပြန်ကိုယဉ်ကျေးစွာပဲညှင်းပယ်လိုက်ပါတယ်။သူ့ရဲ့ရိုးသားတဲ့လူရင်းသူရှင်းဖြစ်တဲ့ broken English နဲ့ပဲလူတွေရဲ့နှလုံးသားထဲကိုရောက်ရှိအောင်ပြောဖို့သူဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့မိတ်ကွန်အစမှာတော့ရွာမှာတော့ကျွန်တော်ကိုလူတွေကရင်မောခဲ့ကြတယ်လို့စတင်လိုက်တဲ့အခါပရိသတ်ကြီးဟာငြိမ်သက်သွားပါတယ်။အဲဒီနောက်မှာတော့လက်ရှမီကဘဝရဲ့အနှစ်တိတ်ပဲကိုအယိုးရှင်းဆုံးရှင်းပြသွားပါတယ်။လူတွေကဖျားသခင်စီမှာဘာပြဿနာမှမရှိပါစေနဲ့လို့ဆုတောင်းကြတယ်။ပြဿနာမရှိချင်ရင်တေးလိုက်တာအကောင်းဆုံးပဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။အိန္ဒိယကပြဿနာပေါင်းစုံတဲ့နိုင်ငံဖြစ်လို့အခွင့်အရေးတွေလည်းအပြည့်ရှိနိုင်တဲ့နိုင်ငံဖြစ်ကြောင်းသူကဆိုလိုက်ပါတယ်။ကုမ္ပဏီကြီးတွေကငွေတန်းချီသုံးပြီးလုပ်နေချိန်မှာတော့သူကစူးစမ်းမယ်ကြားဆုံးမယ်ဆိုတဲ့နီလန်နဲ့အောင်မြောင်လှုပ်ဆောင်ခဲ့တာပါ။သူရဲ့မိတ်ကွန်မှာအထီးမိဆုံးအပိုင်းကတော့အမျိုးသမီးတွေရဲ့တန်ဖိုးကိုဖော်ပြသွားတာပါပဲ။အမျိုးသမီးတစ်ယောက်ဟာတစ်လမှာ9ရက်တစ်နှစ်မှာရက်ပေါင်60လောက်အိမ်အပြင်မှာအလုပ်မလုပ်ပဲထိုင်နေရပါတယ်။ဒါဟာတစ်နှစ်မှာ2လလောက်ဘဝကအလဟတဖြစ်နေတာပါ။ပတ်သုံးချင်းကအမျိုးသမီးတွေကို2လစာအပူဘဝကိုပေးစွမ်းနိုင်ပါတယ်လို့သူကဆိုလိုက်ပါတယ်။သူကယောက်ျားတွေသာအမျိုးသမီးတွေလိုနိုင်ဝဲလောက်တွေးထွက်ကြည့်လိုက်ချက်ချင်းတည်သွားလိမ့်မယ်လို့ပြောလိုက်တဲ့အခါတခန်းလုံးလက်ခုပ်တန်တွေနဲ့ဖုံးလွှမ်းသွားပါတယ်။အဲဒီနောက်မှာတော့သူ့ရဲ့နာမည်လက်ရှမီခန့်ကိုလက်ရှမီခန့်လို့ပြောင်းလဲခေါ်ဝေါ်လိုက်ရင်သူကကမ္ဘာစူပါဟီးရိုးတူဖြစ်သွားပါပြီ။ဒီဇက်လန်လေးကိုအဆုံးထိနားထောင်ပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျွန်တော်အနေနဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်။မင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။